ဟိုဘက်နေ့ကဘလော့ရိုက်နေတဲ့ငလင်းလဲလို့ဆိုပြီးထွက်ပြေးခဲ့တဲ့ဆိုင်လေးကိုမှတ်မိအောင်မယ်လို့ထင်ပါတယ်။အဲ့ဒီလာလာလီယိုကဖေးမှာကယူရိုပီယံအစားအစာကိုရီးယားအစားအစာအစုံရတဲ့အပြင်နိုင်ငံပေါင်း9နိုင်ငံကအစားအစာတွေကိုတနည်းရတဲ့မှာဇီသက်သက်သာနဲ့သုံးဆောင်တဲ့ဆိုင်လေးဖြစ်ပါတယ်။ Coffee နဲ့ပတ်သက်ရင် specialist ဖြစ်တဲ့ Coffee နဲ့ပတ်သက်ရင်လည်းအရသာအစုံရတဲ့အပြင်ကိုယ်တိုင် creation လုပ်ထားတဲ့ Coffee တွေကအစားရပါတယ်။ဒီ Coffee တွေကိုလည်းတကြက်မြောက်ခင်ထိနှစ်ခေါက်ဝင်တစ်ခွက်လက်ဆောင်ရမယ် promotion လည်းပေးထားပါသေးတယ်ခင်ဗျာ။ဒီဆိုင်မှာကမနက်စာဆိုလို့ရှိရင်လည်း dim sum ကစလို့ရှမ်းလိုင်းတွေပါရတဲ့အပြင်တခြား menu တော်တော်စုံစုံလင်လင်လေးရပါတယ်။နေ့လည်စာအတွက်ဆိုလို့ရှိရင်လည်း menu တွေတော်တော်စုံစုံလင်လင်ရသလိုအဆင်ပြေသလိုညစာအတွက်ဆိုရင်လည်း solo live လေးနားဆင်ရင်းနဲ့ ACC ချေးမယ်ဆိုတဲ့ border အတွက်လည်းအဆင်ပြေပါတယ်။ဒီဆိုင်မှာရရှိနိုင်တဲ့ menu တွေကတော်တော်စုံစုံလင်လင်နဲ့တော်တော်လေးကိုများလုံးလို့ကျွန်တော်ကောင်ထဲမှာတက်တက်တင်ပေးထားပါတယ်ခင်ဗျာ။ဒီမှာကျင်းပတဲ့ solo live လေးကတော့တစ်ပတ်လုံးမှာတရင်လာနဲ့အင်္ဂါနေ့ရက်ပဲဖြောပေးပေးတာပဲဖြစ်ပါတယ်။ဆိုင်ရဲ့ပြင်ဆင်ကလည်းမြင်းတဲ့အတိုင်းစမ်းသစ်တည်သက်လှပပြီးတော့တကက်ကိုမှ AACC နဲ့ထိုင်လို့လည်းအရန်ကောင်းပါတယ်။အောက်ထပ်မှာ coffee bar ရှိသလိုအပေါ်ထပ်မှာလည်း beer bar ရှိပါတယ်။ meeting လုပ်ချင်တာပဲဖြစ်ဖြစ်မိသားစုတွေ AACC ထိုင်ချင်တာပဲဖြစ်ဖြစ် private room လေးလည်းရှိပါတယ်။ အဲကုန်းတွေကလည်းမပြတ်ဖွင့်ပေးထားတာမလို့အိမ်မှာမီးပြက်လို့အပူရှောင်ရင်းစာအုပ်ဖတ်မယ်ဖုန်းလာသုံးမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ခင်ဗျာ။ဆိုင်လိပ်စာလေးကတော့နေပြည်တော်တပြေကုန်း AR လမ်းမကြီးဘေးရွှေသစ္စာလမ်းမော်ကြောက်မြတ်ဝန်းရဲ့အနောက်ပေါက်နဲ့မျက်နှာချင်းတိုင်းမှာဖြစ်ပါတယ်။ကဲအဲ့တော့မှားထားတဲ့ဟင်ပွဲလေးနဲ့ကော်တီးလေးလည်းရောက်ပြီဆိုတော့အားလုံးကိုမိတ်ဆက်ပေးပါဦးမယ်ခင်ဗျာ။ဒီကော်တီးရဲ့နာမည်လေးကလုံးဝဘက်တာလို့ပေးထားရရှင်။ taste ကကြတော့နည်းနည်းအနက်မွေးမွေးလေးနဲ့ sweet taste လေးလို့ပေါ့ sweet taste လေး bitter လေးနည်းနည်းပါမယ်နောက်ကအခါလေးနည်းနည်းလိုက်သွားမယ်ရှင်။သူက whisky taste လေး whisky base လေးနဲ့ဟုတ်။ဒါလေးကကျတော့ကဖားဆာဝါကို coffee ရဲ့ taste လေးကကျတော့ sour taste လေးပါမယ်။ base ကတော့ gin base လေးနဲ့လုပ်ထားရရှင်။သူက gin base ကိုကဖား lime juice ဆိုတဲ့ homemade လေးနဲ့တွဲပြီးတော့လုပ်ထားတာဟုတ်။ဒါကတော့လာလာလီယိုရာရဲ့ signature လေးပေါ့။ဟုတ်။ Liora signature 2.0လို့ခေါ်ရရှင်။ထူးခြားတယ်လို့ပြောလို့ရတယ်။သူကအကုန်လုံးကို clarify ရှာပြီးတော့မှလုပ်ထားတာကို။သူက brand base လေးနဲ့ sour taste ကကြတော့ဒီ sour taste လေးပါမယ်။ဒါပေမဲ့ sour ကိုမှဒီတက်မရင်းဒီရတာလေးပေါ့။အနံ့ကလည်းဒီတက်မရင်းနံ့လေးနဲ့သွားမှာပေါ့။ဒါကြောင့်နေပြီးတော့ fusion negroni လို့ခေါ်ရရှင့်။သူက negroni ဆိုတဲ့ classic cocktail ကို Asian spice လေးနဲ့တွဲပြီးတော့မှဒီလာလာရဲ့ signature ဖြစ်ထုတ်ကြတာပေါ့။ဟုတ်လည်းနည်းနည်းပြင်းနေတယ်နော်။ဟုတ်ပြင်းတယ်ကို။ဒါလေးကကြတော့ strawberry and secret လို့ခေါ်ရဲကို။ strawberry နဲ့ဟုတ်နင်းစီပန်းနဲ့ strawberry and secret ဆို love ကိုပေါ်ပြတဲ့အနေနဲ့နင်းစီပန်းလေးထည့်ပေးတာဟုတ်။ဒါဆိုလို့ရှိရင်ဇုံတွဲပါလာတော့ဇုံတွဲတွေပါရတာအဖို့ပြီးစိန်ပြေဟုတ်ကောထည့်တော့စရာမလိုပါဘူးဟုတ်တယ်တော့ဒီဆန်ကလာလာလီယိုကော်ဖီလေးရတယ်ပြောစရာမလိုတော့အောင်ကိုတော်တော်လေးကိုတောက်လို့ကောင်းပါတယ်ကော်ဖီရှိသူများအတွက်လည်းကော်ဖီရင်နံလေးကိုခံစားရင်အေးအေးဆေးဆေးလေးတောက်ရှင်တဲ့သူများအတွက်လည်းကော်ဖီတစ်စက်တည်းအစားရပါတယ်နောက်ပြီးတော့ဒီလို cold brew coffee အသင့်တောက်လေးလည်းရပါတယ်ဒါလေးကတော့တခါတည်းရေခင်းနဲ့ထည့်ပြီးတော့တောက်လိုက်ရင်ပေါ့နော်လုံးဝလန်းဆန်းတက်ကြွသွားစေရမယ်ဗျာဒါလေးကတော့ beef steak ကို mushroom crimson နဲ့ပါဒီထဲမှာကအာလူးကြောင်းနဲ့ဆလရွက်တုံလေးပါပါတယ်အသားကတော့ local beef ကိုမှတန်တာလိုင်းလို့ခေါ်တဲ့အကောင်းဆုံးအသားကိုသုံးပေးထားတဲ့အတွက်ကြောင့်တော်တော်လေးကိုနူးညံ့ပါတယ်ကင်နာတာကလည်း medium well ဆိုတော့အနေတော်ပဲပေါ့နော်အနံလေးကလည်းမှုှကြိုင်နေပြီးတော့တော်တော်လေးကိုဆွဲဆောင်မှုရှိပါတယ်အရသာပိုင်းမှာဆိုလို့ရှိရင်လည်း local beef ကိုသုံးထားတဲ့ဆိုပေမဲ့လည်း European နီးလောက်ကိုအရသာတော်တော်လေးကိုကောင်းပါတယ်ဆလဲတော့လည်းတော့မိုက်တယ်အနံရောအရသာတော်တော်ကိုမိုက်တာဒီ basic ကလည်းဒီဆိုင်မှာကလေးသက်တာလို့ပြောလို့ရတယ်ပေါ့နော်ကော်တီနီမှာတွေ့တော့လုံးဝမိုက်ဒါလေးတော့ကြက်အီကွန်ကြော်လေးပေါ့နော်သူကကြက်အီကွန်ကြော်မှာတော့ရိုးရိုးမဟုတ်ဘူးသူကဒီစားပဲဥနဲ့နယ်ပြီးမှကြော်ထားတာပေါ့နော်သူကငလင်းလို့ထွက်ပြေးရတော့မှတော်တော်ကြာတော့မှတော်တော်လေးကျွတ်ရွာသေးရပေါ့နော်သူရဲ့ရတာလေးလည်းသူကစားပဲဥရတာလေးရောကြက်အီကွန်ကြော်ရတာလေးရောဆိုတော်တော်လေးမိုက်တယ်ပေါ့နော်စားဖို့သူများကြက်အီကွန်ကြော်ထဲမှာတရားအကောင်းဆုံးပဲတော်တော်မိုက်တယ်ဒါလေးတော့မီဆိုစွတ်လေးပေါ့နော်ဒီထဲမှာကဂျပန်တူရဲ့ပဲပြားရဲ့ပြီးတော့ရင်းညီလေးရဲ့ဟိုထည့်ချက်ထားတာပေါ့ဂျပန်တူရတာလေးရဲ့ရင်းညီရတာလေးရဲ့ရင်းညီအနှံ့လေးရဲ့ဆိုတော့မိုက်တာဒါလေးတော့သူကကြက်ပေါင်ခင်နဲ့အာလူးအသေးလေးပေါ့နော်သူကပြီးလို့ရှိရင် sauce ကလည်းသူက mushroom cream sauce ကိုသုံးထားပြီးပေါ့နော်အဲ့တော့ဒီဟာလည်းဒီဆိုင်မှာရောင်းအကောင်းဆုံးလို့ပြောလို့ရတယ်ဒီ sauce လေးတော်တော်ကောင်းတာစသားလေးကလည်းစားရတာနဲ့နောက်ခေါင်းထဲမှာမှုေးသွားပြီးတော့ရက်စားလေးကနူးအီပဲတော်လေးမိုက်တယ်ဒီ sauce တွေမလောက်လို့ရှင်လဲတော့ဒီလိုမျိုး sauce ပကံအသက်သက်ထပ်ပေးထားသေးတယ်ပေါ့နော်အဲ့ဒါနဲ့လည်းတို့စားလို့ရပါတယ် baby potato အလုပ်ကင်ထားလိုက်ရတာရှိရ
ဒါကတော့ငဒန်းကအသားလွာအသီးရွက်စုံကို lemon butter sauce လေးနဲ့ တ ပါ မန်လေးနဲ့ညှစ်လိုက်မယ်ငါးသားလဲနူးညံ့ဖြတ်လိုက်တဲ့အတိတာတော့ကောင်းတယ်အဲ့အသားလေးကရှိုးပြီးတော့လေသူကဒီ sauce လေးကလည်းတော့ထောက်ပံ့တဲ့လေးကိုသင်းနေရပဲဟိုဒီမှာသုံးထားတဲ့အမွှေးကြိုင်နေတော့မိုက်တယ်ဟောပြောမှဆိုလို့ရှိရင် European ဆန်တယ်ပေါ့နော်အဲ့လိုပြောရမှာဒီငါးနဲ့လိုက်တာဒီကော်တီလေးနဲ့ဟိုငါးရဲ့အရသာလည်းပို့ပြီးစပုတ်ပြီးရပေါ့နော်ငါကပို့ချူသွားသလိုပဲဒါလေးတောက်လိုက်တာထောက်ပတ်ဆိုတော့နည်းအေးသွားတော့နည်းခဲကျင်သွားပါနော်ရမ်းမိုက်တာဒါလေးကတော့ garden vegetable and terrain ပေါ့နော်သူကတော့မြန်မာလိုဆိုလို့ရှိရင်တော့အသီးပဲစုံတော့ပေါ့ဗျာအဲ့တော့ဒါကတော့ကျွန်တော်တို့ကဒီ weight ရှာနေတဲ့လူတွေအတွက်ကျန်းမာရေးလိုက်စားတဲ့လူတွေဆိုလို့ရှိရင်သူက healthy food လို့လည်းပြောလို့ရတယ်ပေါ့နော်ဟောတော့ဒီထဲမှာဆက်လက်ရွက်နဲ့အသီးပဲစုံလေးကိုသူကဒီ mayonnaise လေးရောပါတယ်ရှာအရသာလေးနဲ့တွဲတုပ်ပေးထားတာပေါ့မိုက်တယ်ဆိုတော့ကျွန်တော် beef steak ထဲမှာပါတဲ့ဒီ salad တုပ်ထဲအောင်ကြိုက်နေတာဟောဒီရွက်တုပ်ကလည်းအဲ့လိုပုံတယ်ပဲပေါ့နော်ဟောရသာလေးတော့မိုက်တယ်အဲ့တော့ကျွန်တော်လိုမျိုး weight ရှာနေရဆိုလို့ရှိရင်တော့လူမျိုး salad တုပ်လေးစားပါတော့ဒီစိန်ရလို့ရှိရင်အဲ့လိုအရှိရတင်ဂီတာကော်လေးနဲ့တွဲတောက်လိုက်မယ်အောက်မှာက coffee bar ပေါ့နော်ဒီအပေါ်မှာတော့ကျွန်တော်တို့က beer bar ရှိပါတယ်အဲ့တော့ဒီအပေါ်မှာလည်းအေးဆေးဆေးလေးထိုင်တောက်လို့ရပါတယ်ဒါမှမဟုတ်အောက်မှာလည်း beer တောက်မယ်ဆိုလို့ရှိရင်လည်းတောက်လို့ရပါတယ်ကဲအားလုံး cheers ဒီအပေါ်မှာကျတော့ကျွန်တော်ကဒီအပေါ် view လေးကြည့်ပြီးတော့တောက်လို့ရတယ်ပေါ့နော် အဆုံးလေးကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကျေးဇူးတင်ပါတယ်နေပြည်တော်တွင်အင်းနဲ့ရောက်မှာသုံးဆောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ NPT Delivery ကိုဆက်သွယ်နေပါခင်ဗျာ